Ja. ကိုကိုကေပေးမှာ9သိန်းလောက်ရှိပါဟုတ်တယ်မေရန်စားခံနေရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးမေတော့ရိုက်တာကြာပြီတိုက်ဆိုင်သွားတာပေါ့နော်အဲ့လိုပဲပြောရမှာမဟုတ်အိမ်ကိုလဲရမှာမလို့ပြီးဆိုင်ရမယ်ပတ်စံမရသေးဘူးပြီးလည်းဘယ်သူမှမမေးပါဘူးဒါမဲ့ဟိုဟာလေပထမချိန်လောက်ဆိုရင်တော့လွှဲရင်လွှဲမှာပေါ့နော်2ခေါက်3ခေါက်4ခေါက်ဆိုရင်တော့မလွှဲတော့ဘူးတဲ့နဲ့အဲ့ပတ်စံတွေကိုအကောင့်နဲ့လွှဲပြီးသွားပြီဘေဘီတို့နှစ်ကုန်ကြရင်ခီးတွက်ကိုစုထားတာလေအော်တချို့ဟိုဟာဘယ်လိုပဲ page တွေကအဲ့ဒါကိုနောက်ကြတယ်လေ troll ကြတော့ဒါပေမဲ့အဲ့ဇက်ဝင်ခံတဲ့ပုံမသုံးမဲ့မိရဲ့အပြင်းပုံတွေသုံးနေတော့အဲ့ဒါသူများတွေဘယ်လိုပြောမလဲဟဲ့တဲ့ Matrix ကဘာ case ဖြစ်တာလဲလို့မေးနေတယ်ဘာ case မှမဖြစ်ပါဘူးဇက်ဝင်ခံလေးပါလို့ပြောချင်ပါတယ်ဒီနေ့ကစိန်စပယ်ဖူး TV ကြော်ညာပေါ့နော်အရန်ကိုစိတ်ကူးရင်ဆန်တယ်ဒီဇိုင်နာကသိန်းစော်ဝင် makeup ပါ April တုတာမေအရန်ပျော်တယ်စိန်စပယ်ဖူးနဲ့မေလက်တွဲလာတာတော်တော်ကြာပြီမေအသက်14နှစ်ထဲကတောက်လျှောက်မေကိုခေါ်ရိုက်တယ်အခုလည်းဒါဘယ်လိုပြောမလဲစိန်စပယ်ဖူးကြော်ညာရိုက်တိုင်းအမြဲတမ်းဆန်းလေးရိုက်တယ်ကိုအောင်ကဘယ်တော့မှမထက်စီရအောင်ကြော်ညာတွေက concept တွေကအရန်မိုက်တယ်ဟိုးရင်ကလေးကပေါ့နော်မတ်သက်မမြင်လို့ကြော်ညာတွေမထက်ထက်မဟုတ်ကြော်ညာတွေအရန်အောင်မိုက်တယ်မေးကြော်ညာလေးလည်းတကယ်စိတ်ကူးရင်ဆက်ပါတယ်ဟုတ်တယ်မေရန်စားခံနေရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးမေတော့ရိုက်တာကြာပြီတိုက်ဆိုင်သွားတာပေါ့နော်အဲ့လိုပဲပြောရမှာမဟုတ်ကို Ja. ကိုကေပေးမှာ9သိန်းလောက်ရှိပါ ကေပေးရတယ်နည်းနည်းပဲလိုတာ9သိန်း နည်းသူတကယ်လိုအပ်လို့ပါနော် အော်မို့မေးရဲ့ဇဝင်ခံအောင်ပြောတာပါ အော်9သိန်း မဟုတ်တော့ဘေဘီလည်းတကယ်လိုအပ်လို့ပါအိမ်ကိုလဲရမှာမလို့ဘေဘီဆိုင်ရမယ်ပတ်စံမရသေးဘူးအော်တချို့ဟိုဟာဘယ်လိုပဲ page တွေကအဲ့ဒါကိုနောက်ကြတယ်လေ troll ကြတော့ဒါပေမဲ့အဲ့ဇက်ဝင်ခံတဲ့ပုံမသုံးမဲ့မိရဲ့အပြင်းပုံတွေသုံးနေတော့အဲ့ဒါသူများတွေဘယ်လိုပြောမလဲဟဲ့တဲ့ Matrix ကဘာ case ဖြစ်တာလဲလို့မေးနေတယ်ဘာ case မှမဖြစ်ပါဘူးဇက်ဝင်ခံလေးပါလို့ပြောချင်ပါတယ်အဲ့ပတ်စံတွေကိုအကောင့်နဲ့လွှဲပြီးသွားပြီဘေဘီတို့နှစ်ကုန်ကြရင်ခီးတွက်ကိုစုထားတာလေပြီးလည်းဘယ်သူမှမမေးပါဘူးဒါမဲ့ဟိုဟာလေပထမချိန်လောက်ဆိုရင်တော့လွှဲရင်လွှဲမှာပေါ့နော်2ခေါက်3ခေါက်4ခေါက်ဆိုရင်တော့မလွှဲတော့ဘူးတဲ့နဲ့ပြီးတော့မေးတငယ်ချင်းတွေမေးပြောနေကြအဲ့လိုတခါလေးအမရဲ့အရင်လွှဲထားပြီးလို့ရလားဆိုတော့မဟုတ်ဘူးပြီးရင်ပေးလိုက်မယ်လို့အဲ့လိုကြီးလွှဲပေးတာတော့မကြိုက်ဘူးပေါ့နော်အဲ့လိုတော့ရှိပါတယ်မေဆိုရင်တော့ဒါမေစီကတော့ကေလန်တောင်းလာမတောင်းပါဘူးမတောင်းပါဘူးအသက်ကဒီရွယ်ကြီးရောက်နေပြီမမေရှိရမဟုတ်ဘူးမတောင်းပါဘူး ကိုရောကေပေး3လားတဲ့ သုံးပါတယ် မေစီကမုံတောင်းဆိုတော့ဘယ်သူစီကတောင်းအလုံးလုံးတယ်လေးပါ မသူရတောင်းနေရှင်မသိဘူး ဟုတ်တယ်နော်ဘယ်သူရှိရတောင်းစီချင်တာလဲမရှိပါဘူးမေအလုံးလုံးတယ်ကိုလုံးစာကိုစားပါတယ်မမီးက လိမ္မာပါတယ် အရန်လိမ္မာပါတယ်မမီးကတခါလေးမုတ်တွေဝဲကျွေးတယ်အဲ့လောက်ပါပဲမရှိဘူးမေကပြောပြီးလုံးမှာခဏခဏလေးပြောပြီးပြီဒီနေ့လည်းစဉ်းစားမိရပါတော့ဒီဝတ်စုံနဲ့ဒီ jewelry နဲ့အဲ့လိုမင်္ဂလာဆောင်လည်းဒါအောင်မကြော်နိုင်တော့ဘူးထင်တယ်ဆိုတော့မဆောင်တော့ပါဘူးလို့နော်